ပေးဦးဆိုတာရိုးရည်ရလည်းမွေးချောချောစကားပြောရလည်းမညက်ငွေကြေးရလည်းမပြေစုံတဲ့တာမန်ကောင်းလေးတယောက်ရီးစားဆိုတာသူ့ဘဝမှာငူးလိုတော့ရှူစရာမရှိဒါပေမဲ့ဒီနေ့မှာတော့မပန်းသီးဆိုတဲ့ကောင်မလေးနဲ့ chemistry မိပြီးချစ်သူတွေဖြစ်သွားခဲ့မပန်းသီးကရိုးရည်ရောခန္ဓာကိုယ်ပါကြော်ရှင်းလာပါလို့တော့လူတိုင်းအားကြရတဲ့ဇုံတွေဖြစ်လာခဲ့တာပေါ့အထူးသဖြင့်ကိုပဲဦးရဲ့တငယ်ချင်းကောင်လေးတွေဆိုရင်ပဲဦးတော့မတန်မရရတာကွာဆိုပြီးမနာလိုပါဖြစ်ခဲ့ကြသေးတယ်မပန်းသီးနဲ့ချစ်သူတွေဖြစ်ပြီးတဲ့နောက်မှာကိုပဲဦးရဲ့ဘဝတဲကိုထူးဆန်းတဲ့အပြောင်းလဲတွေဝင်လာခဲ့ရှင်ကသူ့ကိုလှည့်တော်မကြည့်တဲ့တခြားကောင်မလေးတွေကသူ့ကိုစိတ်ဝင်စားတဲ့ပုံစံမျိုးတွေပြလာကြတယ်မပန်းသီးနဲ့အတူတူတွာလာတဲ့အခါမျိုးတွေဆိုရင်တခြားကောင်မလေးတွေကကိုပဲဦးကိုမတိမတာရောဓာတ်ရိုက်ပါမျက်လုံးချင်းမစုံစုံအောင်ခိုးကြည့်တာမျိုးတွေလုပ်လာကြတယ်မကြလိုက်ပါဘူးဒီနေ့မှာတော့မပန်းသီးရဲ့ Facebook အကောင့်မှာကိုပဲဦးဖောက်ပြန်နေတယ်ဆိုတဲ့အကြောင်း screenshot နဲ့စာရေးတွေတက်လာတော့တာပဲအဲ့ဒါဘာလို့ဖြစ်ခဲ့တာကျုပ်လည်းမလှပတ်စံလည်းမရှိတဲ့ကိုပဲဦးကိုတခြားကောင်မလေးတွေကဘာလို့လာပြီးလူယူသွားကြတာလဲဆိုတဲ့နောက်ကွယ်ကစိတ်ပိုင်းဆိုင်ရာအကြောင်းရဲ့အချို့ကိုကျွန်တော်တို့ဆက်ကြည့်လိုက်အောင်မပန်းသီးရဲ့ quality check အောင်သွားခြင်း pre-approved tag စိတ်ပညာအရ made choice copying လို့ခေါ်တယ်ကိုပဲဦးကတာမန်ဘဝမှာတော့တခြားကောင်မလေးတွေအတွက်မလောက်စရာမရှိတဲ့0 level ပဲဒါပေမဲ့ perfect ဖြစ်တဲ့မပန်းသီးကကိုပဲဦးကိုချစ်သူအဖြစ်ရွေးချယ်လိုက်တာ ਨੇ တခြားကောင်မလေးတွေရဲ့မသိစိတ်ထဲမှာမပန်းသီးလိုမိန်းကလေးရတော့ရွေးထားတာဆိုတော့ဒီလူမှာတခုခုတော့တာလွန်တဲ့အချက်ရှိလို့ပဲဆိုပြီးကိုပဲဦးကိုအရေးသွေးစစ်ဆေးပြီးသား pre-approved product အဖြစ်သတ်မှတ်လိုက်ကြလို့ပဲဒါကြောင့်ပဲကိုပဲဦးကမိန်းကလေးတွေရဲ့အမြင်မှာဆွဲဆောင်မှုရှိတဲ့ယောက်ျားတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ရတာပဲနှစ်မပန်းသီးကိုအနိုင်ရခြင်းနဲ့စိတ် intersexual jealousy အချို့ကောင်မလေးတွေကြတော့ကိုပဲဦးကိုလိုချင်လို့မဟုတ်ဘူးဗျမပန်းသီးကိုမနာလိုဖြစ်တာနဲ့အနိုင်လိုချင်တဲ့စိတ်ကြောင့်ပဲလှပကြော်ရှင်းတဲ့မပန်းသီးကိုမြင်တော့သူ့လိုမိန်းကလေးကဘာလို့ဒီလိုကောင်းနဲ့ရနေရတာငါရောမရနိုင်ဘူးလားဆိုတော့ပြိုင်ဆိုင်လိုစိတ်တွေဝင်လာတာကိုပဲဦးကိုစိုက်ကြည့်တာသွေးရိုးစမ်းတာတွေကမပန်းသီးတံမိုးထားတဲ့အရာကိုလူယူပြီးတော့ငါမင်းထက်တာတယ်ဆိုတော့တက်တည်ပြခြင်းလို့ပဲ၃ကိုပဲဦးရဲ့ဘဝင်မြင့်သွားခြင်းနဲ့အချိုးပြောင်းလာမှု the validation trap ဒီနေရာမှာတကယ်ဒုက္ခရောက်သွားတာကကိုပဲဦးပဲတသက်လုံးမင်းကလေးတွေရဲ့ဂယူးဆိုင်မှုကိုမရဘူးတဲ့ကိုပဲဦးကတခြားကောင်မလေးတွေရဲ့စိုက်ကြည့်တာတွေသွေးတိုးဆန်းတဲ့ယူတိုရေးတဲ့စကားလေးတွေအောက်မှာဘဝင်မြင့်သွားခဲ့ငါတကယ်ဆွဲဆောင်မှုရှိတာပဲလို့လည်းမန်တက်သွားခဲ့ဆိုဆုံးကတော့အရှင်ကမပန်းသီးကိုဖျားသခင်လိုကိုးခဲ့တဲ့ကိုပဲဦးကအခုတော့အချိုးတွေတစ်စစ်ချိုးပြောင်းလာခဲ့တာမပန်းသီးဂယူးဆိုင်တာကိုတော့စိတ်ရှုပ်သလိုလိုအနားမှာရှိနေတာကိုပဲမတူသလိုလိုမတန်သလိုလိုနဲ့ဆက်ဆံရေးမှာခက်တန်းတန်းလှုပ်လာတယ်ရုပ်ဆိုးလာပါတယ်ဆိုတော့ကိုပဲဦးကရုပ်ချော်လုံးနဲ့မပန်းသီးကိုလုံးဝစိတ်ဝင်စားတော့တဲ့ပုံစံမျိုးသူ့ကိုယ်သူဈေးကင်ပြီးတော့မတူသလိုအမူအရာတွေပြလာခဲ့တာအဲ့လိုနဲ့မပန်းသီးကိုတစ္ဆာပေါက်ပြီးတော့တခြားကောင်မလေးတွေရဲ့ထောင်ချောက်တဲ့ကတားကောင်ဖြစ်ပြီးဖောက်ပြန်လိုက်မိတော့တာပဲနီကုန်းနဲ့သတိပေးချက်ကဲတွေ့ကြတယ်မလားကိုပဲဦးဖောက်ပြန်သွားတာကကိုပဲဦးချောလာလို့မဟုတ်ဘူးမိမချင်းပြိုင်ဆိုင်ကြတဲ့ကစားပွဲမှာအတုံးချကန်စုလက်တစ်ခုဖြစ်မပို့ဘူးကိုစီမှာမပန်းသီးလို့တမိုးရှိတဲ့ကောင်မလေးမျိုးရှိနေတဲ့အချိန်မှာတခြားကောင်မလေးတွေရဲ့ပြည်တီတီထားပေးမှုတွေကိုမန်တက်မသွားနဲ့သူတို့ကမင်းကိုချစ်တာမဟုတ်ဘူးမင်းရဲ့ရည်စားကိုအနိုင်ရခြင်းလို့မင်းကိုအတုံးချနေကြတာဖြစ်နိုင်တယ်ပတ်ဝန်းကျင်မှာရောဒီလိုမျိုးကိုပဲဦးလိုစုံတွဲလို့ပုံစံမျိုးတွေမြင်ခဲ့ဘူးလားဒါမှမဟုတ်ကိုယ်တိုင်ကြုံခဲ့ဘူးလားcomment မှာမျှဝေခဲ့ပေးပါအခုလိုပတ်ဝန်းကျင်ရဲ့လိုအပ်ချက်တွေကိုထပ်ပြီးကြည့်ချင်နေဆိုရင်ကျွန်တော်တို့ရဲ့ကိုဝါလူ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ဗျအားလုံးပဲတက်တာနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်